Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကျတော့ပေါ့နော်ယူမဖြစ်ပါဒီနေ့ယူကျတော့ပေါ့နော်ကဲဒီမှာပါဒါလေးတွေလောက်ထားပါတယ်ဒီထဲမှာကျတော့ပေါ့နော်ပစ္စည်းတစ်ခုပါတယ်ပေါ့နော်ဆိုတော့ကြာဟုန်လိုက်ရိုက်နေတာပါမှာပေါ့နော်ဆိုတော့ဒီထဲမှာကျပစ္စည်းတစ်ခုချင်းစီပါမယ်ပေါ့နော်ကြောင်းမှာတငယ်ချင်း၈ယောက်ကိုပေါ့နော်ပေးသားမှာပဲဖြစ်ပါရှင်သူတို့ကိုယူကနေပြီးဒီလည်းမျိုးလေးထားပေးထားမယ်သူတို့ကြိုက်တာကိုဆွဲထုတ်ဆိုပြီးတော့ဖောက်ခိုင်းမှာပဲဖြစ်ပါရှင်ဆိုတော့ပေါ့နော်ကိုကြားတဲ့ပစ္စည်းကိုယူရမှာပေါ့နော်ဗလာတော့မပါပါအကုန်လုံးပစ္စည်းတွေထည့်ပေးထားရပေါ့နော်ပတ်စံလေးပါပါတယ်ဆိုတော့ဒါကြောင့်ကျောင်းက4ရက်တောင်ပိတ်တာဆိုပေါ့နော်ကျောင်းဖွင့်အောင်ဆောင်းအောင်မှာဒီနေ့မှပိတ်တာ2ရက်ပဲရှိသေးပေါ့နော်နောက်ထပ်2ရက်ဆောင်းရအောင်မှာပေါ့နော်ဆိုတော့အဲ့လိုပါပဲဆိုတော့ဒီနေ့ဗီဒီယိုကြတဲ့အဲ့အလေးလာပြောပါရှင်အားလုံးပဲ bye bye thank you for watching